啊，妈妈好。ကရကရ ဒါလေးတော့လက်ခံပြီနော် အာစိတ်ညစ်တယ် ကဲယူသွားမယ်နော်ယူသွားမယ်နော် ဘူးဒီ yes ဘူးဒီကဘာလုပ်ဖို့လဲ အမ2027မှာ miss 啊，妈妈好。ကရကရမမဟုတ်လား ကျော်ကြီး fan နော် ကျော်ရ ကျော်ကြီး fan သိတယ်လို့ပဲ 2027မှာအမ universe join မယ်လို့တည်ထားတော့လက်ဆောင် ဘာလို့လဲအဲ့ဒီဘူးဒီကအ သားရေပူလာတာပေါ့ အညိုတိုင်းပဲကောင်းတယ်ကျမ Okay. glow boost ကြတော့မသွင်းဘူး mask ချွတ်ပြပါလားဘာတူလဲ ဟမ်ဆိုပြီးမှ ဆိုပြီးမှမမဟောင်းလို့ performance လေးစကတ်လေးမြောက်ပြီးတော့လေအဲ့ဒါနာမည်မိတ်ဆက်ပြီးတော့ KG ကင်းမှာ KG ကင်း ဟုတ် ဖဲရလား မြောင်းများလာတယ်အခုရန်ကုန်တိုင်းအိမ်စိန်မှာလာပြီးတော့တချင်းလာပြန်တယ် ဟုတ်ပါပြီ ပြန်မဲ့တချင်းကဂျွန်လင်းချန်ရဲ့ All of Me ဟာဟာဘူးဒီနဲ့တော့ပြတ်မပေါအောင်မဟုတ်လား ပြည့်ရတော့နဲ့ရလား ရပါတယ် ဟုတ် ချထားမလားဘူးဒီ ရတယ်ခြင်ထားမယ် What would I do without yours, Mama? Drive me in and you kicking me out. You get my hair spinning, no candy. I can't pin you down. What's going on in there, beautiful mind? And all your magical mystery rewrite. And I so dizzy, don't know what hit me, but I'll be alright. My heart underwater, but I'm breathing fine. You're crazy and I'm out of my mind. တိလားကျွန်တော် ਨੇ စုံဘူးလား Miss ဘဲမှာတော့မဆောင်ဘူးဒါပေမဲ့သွားအပေးဖြစ်တယ် ဟုတ်လားစပင်တူကလည်းချွတ်လို့မရဘူးပေါ့ မရအောင်ဒီတိုင်း fashion ဖြစ်နေတာ ဩဒီဟွာမတ်ချွတ်လိုက်ပါလားဟောဆိုနောက်တစ်ပုတ်ဆိုခိုင်းခြင်းလို့ သိလား ဟုတ်ဖမ်းမမီဘူးဘာလို့ မသိဘူးလေ မသိဘူးလားဩ သိလဲသိမှာပေါ့ဒါ surprise ကိုဆိုတော့ တနေ့ကောင်ခေါင်းနေမူးနေတာပြန်မဝင်နေစစ်ထားရတာလေစားကျင်တာစားပါအုံတော့မစားပါနဲ့လို့တောင်းပန်ပါတယ် ဒီမှာလည်းဖိုက်စာနေတာစင်တာကြီးလည်းရောက်နေတာ ချွတ်ပြပါလား ဟမ် စပင် မရအောင် မရဘူးအော်ဈေးကင်လိုက်တာ yes အဲ့တော့နောက်တစ်ပုတ်လောက်ဆိုပြပါအောင်ဘူးတီးကလေးရင်ချထားလို့ရတယ်။ဒါအောင် body shaming လုပ်တယ်နော်။သားရည်ကမြမပါဆိုညိုမှာပေါ့။ ကိုလိုလာစီရှင်လို့လေအသားကြီးက မလေးဟုတ်ပါပြီ။ဒီတစ်ပုတ်အနေနဲ့ဗာချင်းများဆိုမလဲ ဟုတ်ပုံပြင်ဟော ။ဟုတ်ကဲ့ ကိုထုတ်ခန့်ရေးပြီးကိုဟန်တူးဆန်ပြန်ဆိုထားတဲ့ပုံရိပ်ဟော ။ဟုတ်ပါပြီ။စပင်းတူလေးနောက်နဲ့ဆွဲလာအောင်မျက်လုံးကိုထိုးနေပြီ ဟုတ်ရတယ်ထိုးစီ မင်းနဲ့တို့ရှောက်ခဲ့တဲ့လမ်းတွေရဲ့မင်းနဲ့တို့မြေတော့တယ်လို့ဖေးရေးစားမင်းနဲ့တို့မြေကြည့်တဲ့ရုံရှင်ယောအရာရာလွန်စက်တွေရှိနေတယ်လို့ပုံရိပ်ဟောအတိတ်ကရှိညာအမေရနေစေ
ဆိုတော့ဗမာသချင်းဆိုခိုင်းတဲ့အခါမှာပို့ပြီးတော့မှသိစေချင်လို့ဆိုခိုင်းတာဗမာသချင်းရပါတော့ โอเคပါ ကိုဆိုတာကတော့ကောင်းတယ်တကယ်ပြောဒီနေ့ဒါပုံပွင့်လေးပြောမှဆိုလို့ရှိရင်အရင်နေ့ထက်စားလို့ရှိရင်ဒီနေ့ဒီမှာအဲ့လိုမျိုးပေါ့နော်တော်တော်လေးဒါအားရစရာလေးဖြစ်လာတယ်အရင်ကောင်းပါတယ်လို့ပြောချင်ပါတယ် โอเคပါ ကျန်တာလေးကတော့ဟိုကောင်းပါတယ်လို့ပြောထားတယ်ပေါ့နော်အဖြေကလည်းခုနလိုပါပဲအဖြေကလည်းဆက်ပြီးတော့မှခေါ်သွားခြင်းပါတယ် thank you ပါအမ ဘာလို့ blame တာ blame လို့နောက်တစ်ဆင့်ကိုခေါ်မှာပါနောက်ဆင့်ပြိုင်မယ်ဆိုလို့ရှိရင်ဒီပုံစံနဲ့ပြိုင်ပါလား ဟော fashion အဖြစ်နဲ့ fashion အပြည့်နဲ့အခုကစပင်းမချွတ်တော့ဘူးပေါ့ ချွတ်တော်ဒီ အဲ့ နေ့ ဆို အတွက်က no ဟာအဲ့ဆို no ဟာ ကဲဒါလေးတော့လက်ခံပြီနော် အာစိတ်ညစ်တယ် ကဲယူသွားမယ်နော်ယူသွားမယ်နော်ကဲ thank you ပါ